ကျွန်တော်တို့ရဲ့ဘိုးဘွားခေတ်ကဘယ်တော့မှစုစည်းမှုမရခဲ့တဲ့လူမျိုးတစ်မျိုးဖြစ်ပါတယ်လို့ကျွန်တော်တို့ဒီတော်လိုင်းလောက်တာလဲအခုဆိုရင်ကျွန်တော်တို့ခေါင်းဆောင်ကြီးများဘိုးဘွားများအစဉ်ဆက်ကတော်လိုင်းလေးလောက်ခဲ့တယ်ကျွန်တော်တို့ရဲ့အခြေအနေအကြောင်းမျိုးမျိုးကြောင့်ဒီတော်လိုင်းရေးတွေကမအောင်မြင်ခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့88မှာချင်းအမျိုးသားတအူးကနေပြီးတော့ကျွန်တော်တို့ចောင်းသားလူငယ်တွေကဥဆောင်ပြီးတော့ဒီဒေါ်လာကိုဆက်လက်ပြီးထိမ့်သိမ်းတာဆိုရင်အခုဆိုရင်35နှစ်ကျော်ပါပြီလို့ဒါပေမဲ့အခုຫນွေဦးဒေါ်လာရောက်တဲ့အခါကျွန်တော်တို့ရဲ့ဒီဒေါ်လာကြီးကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရေးဒေါ်လာကြီးပါမကပဲကျွန်တော်တို့ချင်းအမျိုးသားထုရဲ့ဒေါ်လာကြီးဟာတစ်မျိုးတစ်ပုံကြီးအရန်ကိုပြောင်းလဲသွားတယ်ဒီနေ့အချိန်ခါမှာကျွန်တော်ချင်းတစ်မျိုးသားလုံးကဒီရရှိတဲ့အခွင့်အရေးလေးကိုကျွန်တော်တို့အားလုံးစုစုစည်းစည်းနဲ့လောက်ကင်ကြဖို့တက်ဖို့လဲကျွန်တော်အနည်းငယ်ပြောချင်တယ်ကျွန်တော်ချင်းအမျိုးသားတအုပ်ဟာကျွန်တော်တို့ဟိုးဘိုးဘွားခေတ်ကနေပြီးတော့ဒီအာနာစင်အုပ်စိုးသူဗမာအာနာစင်အစိုးရအဆက်ဆက်ကနေကျွန်တော်တို့တယောက်နဲ့တယောက်မတွေ့နိုင်အောင်တယောက်နဲ့တယောက်စကားမပြောနိုင်အောင်သူတို့ရကျွန်တော်တို့ခွဲခြမ်းပြီးတော့အထူးဖြစ်ပညာရေးမှာလည်းနှိမ့်ချအောင်လုပ်တယ်စီးပွားရေးမှာလည်းနှိမ့်ချအောင်လုပ်တယ် communication လမ်းပန်းဆက်သွယ်ရေးမှာလည်းနှိမ့်ချအောင်လုပ်တဲ့ခါကျတော့ကျွန်တော်တို့တွေကဘိုးဘွားခေတ်ကနေကျွန်တော်တို့ဒီလွတ်လပ်ရေးရတဲ့အဆုံးနောက်ပိုင်းမှာလည်းကျွန်တော်တို့တွေကတယောက်နဲ့တယောက်ဘသူမှဒီမြို့နေအလိုက်လဲအလိုမျိုးစူးစူးစစ်စစ်နဲ့ပြောဆိုဆက်ဆံနိုင်မှုမရှိဘူးနောက်ဟိုဘက်ဒီဘက်လည်းဘာမှဆက်သွယ်မှုမရှိတဲ့အခါကျတော့ကျွန်တော်တို့ချင်းတစ်မျိုးသားလုံးရဲ့အကျိုးဥဆောင်တဲ့နေရာမှာချင်းတစ်မျိုးသားလုံးရဲ့အရေးလှုပ်ဆောင်တဲ့နေရာမှာတော်တော်လေးကိုခက်ခက်နဲ့လှုပ်ဆောင်ရတယ်ဆိုတာကိုလည်းပထမဦးဆုံးကျွန်တော်အတိပေးခြင်းနဲ့အဲ့ဒီခါကျတော့ကျွန်တော်တို့ရဲ့ဒီအာနာရှင်တွေရဲ့ဒီတွေးခွဲမှုအာနာရှင်ရဲ့သူတို့အလိုကြိုက်မှုကိုကျွန်တော်ချင်းတစ်မျိုးသားလုံးကြားထဲမှာကိုယ့်ရဲ့မြို့နေလိုက်ကိုယ့်ရဲ့ဒေသလိုက်သူကမျိုးစစ်ချထားတဲ့အခါကျတော့ကျွန်တော်တို့ရဲ့စုစည်းမှုဘယ်တော့မှမရခဲ့ဘူးဒါပေမဲ့အခုຫນွေဦးတော်လာရေးရောက်လာတဲ့ခါကျတော့ចောင်းသားလူငယ်တွေကတကယ်လူငယ်လေးတွေကသူတို့ရဲ့ရွာတွေသူတို့ရဲ့မြို့နယ်တွေမှာအာရပါရနဲ့သူတို့တွေကလက်နဲ့ကလေးတွေကိုကင်တယ်တူမီလေးနဲ့စကင်တဲ့ခါကျတော့ကျွန်တော်တို့ရဲ့ဘဝတွေလွတ်လပ်ရေးပြီးတော့ကျွန်တော်တို့ရဲ့အစင်တောင်းအရန်နှိမ့်အောင်လှုပ်ထားတဲ့ဒီအာနာရှင်အဆက်ဆက်ကကျွန်တော်တို့အရန်အထင်သေးတယ်ကျွန်တော်တို့အရန်နှိမ်ခဲ့တယ်ဒါပေမဲ့အခုຫນွေဦးတော်လိုင်းရောက်တဲ့ခါကျကျွန်တော်တို့ရဲ့တူမီလေးတွေနဲ့ကျွန်တော်တို့ရဲ့ချင်းဘိုးဘွားပိုင်တူမီလေးတွေနဲ့ဒီတော်လိုင်းလှုပ်တဲ့နေရာမှာယနေ့အချိန်မှာဒီကျွန်တော်တို့ရဲ့အသက်ရှင်ရဲ့ဖရာသခင်ရဲ့ကောင်းကြီးပေးမှုကြောင့်ကျွန်တော်ချင်းတစ်မျိုးသားလုံးမြေပေါ်မြေအောက်နောက်နိုင်ငံခြားမှာရှိတဲ့ချင်းတစ်မျိုးသားအားလုံးနောက်ချင်းလဲမှာရှိတဲ့ချင်းအမျိုးသားတွေအားလုံးဟာဟိုးခြာတိတ်လေးရဘိုးဘွားချီဟိုးအဖွားတွေအဆုံးအဲ့ဒီရနေရာနေပြောတော့ဒီတော်လိုင်းရုပ်ပါဝင်လာတဲ့ခါကျတော့ဒီ3နှစ်လောက်သွားနေတဲ့ဒီတော်လိုင်းရေးမှာကျွန်တော်တို့100မှာ80ကျော်အောင်မြင်မှုရနေဆိုတာအခုတက်တည်နဲ့ထူနိုင်ပါပြီကျွန်တော်ဒီအာနာရှင်ရဲ့သူတို့ရဲ့ထိန်းလာခဲ့တဲ့ဒီအာနာရှင်ရဲ့အစိုးရတွေလှုပ်လာခဲ့တဲ့ထိန်းထားတဲ့စနစ်တွေထိန်းထားတဲ့သူတို့ရဲ့ဒီအစိုးရတွေအားလုံးဖျက်နိုင်ခဲ့ပြီးတော့အခုဆိုရင်ကျွန်တော်တို့ချင်းလဲမှာဆိုသူတို့နေတဲ့ကုန်းလေးပေါ်မှာပဲသူတို့တွေကအာနာကျဲရောက်နေကြတယ်ကျွန်တော်ချင်းတစ်မျိုးသားလုံးဘယ်နေရာမှအာနာမတက်ရောက်တော့ဘူးဆိုတာအခုလက်ဝါးမြင်နေရတဲ့အချိန်ခါဖြစ်ပါတယ်လို့အဲကြောင့်ကျွန်တော်တို့ဒီဒေါ်လာရင်းကိုအခုမှစပြီးကျွန်တော်တို့တွေအားလုံးစုစည်းမှုရနာတဲ့အချိန်အဲ့ဒါကိုလည်းအားလုံးကင်ဆွဲတတ်ဖို့လိုပါလိမ့်မယ်တနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့ဘာသာရေးခေါင်းဆောင်တွေအရင်ကဒီလက်နဲ့ကင်တာတို့ဒီဒေါ်လာရင်းတို့ဆိုတာတော်တော်လေးကိုရှောင်ခဲ့ကြတယ်ကျွန်တော်တို့ချင်းအမျိုးသားဘာသာရေးခေါင်းဆောင်ပါစတာတွေ evangelist ဒီအတင်းအုပ်လူကြီးနောက်အမျိုးသမီးလူငယ်အစ
အခုဘာသာရေးမှာရှိလာတဲ့သူတို့ရဲ့ဝင်ငွေတွေတော့မှရော့ဒီတော်လိုင်းမှာတုံးဆန်းဆိုတဲ့ဟာတွေထိရောက်လာတဲ့ခါကျတော့ကျွန်တော်တို့ရဲ့တော်လိုင်းရေးကကျွန်တော်ချင်းတစ်မျိုးသားလုံးကစူစီမှုလေးကတော်တော်လေးကိုအားရစရာကောင်းနေတယ်ဘင်ဘက်တီဒီရောအဲ့ဒါစူစီမှုအားကောင်းနေတဲ့အချိန်မှာချင်းတစ်မျိုးသားလုံးပို့ပြီးစူစီနိုင်ဖို့အတွက်ကျွန်တော်တို့ကချင်းလင်းကွန်ဆယ်အခုစ조사ပြီးတည်ဆောက်နေတယ်ချင်းလင်းကွန်ဆယ်ချင်းပီမဟုတ်ဘူးနော်ချင်းတောင်မဟုတ်ဘူးနော်ကျွန်တော်တို့ကချင်းလင်းလို့ခေါ်တာချင်းအမျိုးသားတအုပ်ကချင်းလင်းလို့ခေါ်ချင်းဒီအုပ်စိုးသူဗမာတွေအဆက်ဆက်ကနေကျွန်တော်တို့ချင်းဒေသတွေကိုဒီလိုစားပြီးကျွန်တော်တို့တောင်ပေါ်မှာပဲထားတာတောင်ထိပ်မှာပဲထားတာအဲ့ဒါတွေကျွန်တော်တို့လိုချင်တာမဟုတ်ကျွန်တော်တို့ဘိုးဘွားတွေအစင်ဆက်နဲ့နေလာခဲ့တဲ့ကျွန်တော်တို့ရဲ့ချင်းလင်းကိုကျွန်တော်ကချင်းလင်းခေါ်ဆိုခြင်းဖြစ်တယ်အားကြောင့်ကျွန်တော်တို့ဒေသလေးတစ်ခုအတွက်ဒေါ်လာရေးလောက်တာမဟုတ်ဘူးမြို့နယ်လေးတစ်ခုအတွက်ဒေါ်လာရေးလောက်မဟုတ်ဘူးကျွန်တော်တို့ဒီချင်းပီတို့အစိုးရချင်းပီနဲ့တစ်ခုအတွက်မဟုတ်ဘူးကျွန်တော်တို့ကချင်းလင်းချင်းအမျိုးသားတွေနေထိုင်တဲ့နေရာကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ချင်းအမျိုးသားတွေနေတဲ့နေရာအားလုံးချင်းလန့်ဆိုပြီးတော့ဒီချင်းနဲ့အတွက်ကျွန်တော်တို့အခုတော်လှန်ရေးလုပ်နေကြတာဖြစ်တယ်ဒီ CDF ပဲဖြစ်ဖြစ်နောက်တော့နေရာဒေသအသီးသီး PDF တွေဖြစ်ဖြစ်နောက် EOO ဆိုတဲ့ကျွန်တော်တို့ရဲ့တိုင်းသားလက်နက်ကိုင်ဒီဟာစူးစီးပြီးတော့အခု UG မှာလည်းအခုအားလုံးမြင်တဲ့အတိုင်းနိုင်ငံတကာနဲ့ပြ UG ကိုထောက်ခံနေတယ် UN ကလည်း UG ကိုအခုထောက်ခံနေတယ်အဲ့ဒီကြမှာကျွန်တော်တို့ချင်းအမျိုးသားတဦးဒီ UG ရဲ့အောက်မှာမဟုတ်ဘူး UG နဲ့ level တန်းတူညီမျှမှုကိုအခြေခံပြီးတော့ကျွန်တော်တို့ရဲ့ EAO တွေနဲ့ဒီ UG ကလက်မှတ်ထိုးထားတာဖြစ်တယ်အဲ့ဒါကြောင့်မို့အနာကကျွန်တော်တို့ချင်းလင်းဒီဆောက်မယ်အနာကချင်းပြီးဒီဆောက်မယ်ကျွန်တော် nation building ချင်းအမျိုးသားပြည်ထောင်ကျွန်တော်တိဆောက်ဖို့အခုတွားနေတဲ့ကျွန်တော်တို့ရဲ့ချင်းလင်းကောင်စီလေချင်းအမျိုးသားထူအားလုံးလို့နောက်အခုကျွန်တော်လက်နဲ့ကင်နေတဲ့ချင်းဆိုတဲ့ဒီလူငယ်တွေဒေတာအတီတီမြို့နေတီတီလက်နဲ့ကင်နေတွေအားလုံးကျွန်တော်တို့ကစုစီနဲ့အခုတွားနေတဲ့လမ်းမှာအားလုံးဘသူမှနောက်နေချင်းမရှိပဲအိမ်ငိုက်ချင်းမရှိပဲဒီတော်လာရေးနည်းနည်းလေးကြာတော့တဲ့တော်လာရေးကိုကျွန်တော်တို့တစီတဲ့နဲ့အရင်တော့ကိုပြကိုအိမ်ကိုရကိုဒေတာကိုမြို့နယ်နဲ့တော်လာဟာတော့အခုစုစည်းမှုအားကောင်းစွာနဲ့ကျွန်တော်တို့ရဲ့ချင်းပြည်တိဆောက်ဖို့နဲ့ချင်း nation building လာကျွန်တော်တို့တိဆောက်ဖို့နဲ့ကျွန်တော်ချင်းအမျိုးသားတွေလွတ်လပ်မှုရအောင်အခုတကယ်ကိုအချိန်အခါကောင်းဖြစ်ပါတယ်ကျွန်တော်တို့ဘိုးဘွားစင်လာကနေစပြီးတော့ကိုယ့်အကိုထူထောင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ချင်းလင်းကိုယ့်အကိုအုပ်ချုပ်ခဲ့တဲ့ချင်းလူမျိုးတွေကနှစ်ပေါင်း80ကျော်ဒီအာနာရှင်လက်အောက်မှာနေပြီးတော့ဖိနှိပ်ခါဆုပ်ပြတ်တတ်နေတဲ့ကျွန်တော်တို့ထားခဲ့တယ်အခုဆိုရင်ကျွန်တော်တို့ရဲ့အိမ်တွေကျွန်တော်တို့ရဲ့ဖျားเจ้าတွေကျွန်တော်တို့ရဲ့မိဘပြည်သူရွာလေးတွေအပြစ်မရှိတဲ့လူတွေလိန်နဲ့ကျဲနေတဲ့သူတို့ရဲ့နောက်ဆုံးလက်နဲ့ဒါပဲရှိတော့တယ်ကျွန်တော်တို့ချင်းလဲမှာသူတို့တွေကနောက်ဆုံးလုံးနိုင်တာဒီလိန်လေးပဲရှိတော့တယ်အဲ့ဒါကြောင့်မို့ဒီကြံရှိသေးတဲ့ကျွန်တော်တို့ရဲ့တော်လိုင်းရေးသူတို့မှာရှိနေတဲ့သူတို့ကုန်းလေးတွေအဲ့ဒါတွေကိုကျွန်တော်တို့အပီးပြက်ခြေမုံနိုင်ဘူးဟာစူစီမှုတမိတ်တန်တွေးနဲ့ကျွန်တော်တို့ကတော်လှန်ရေးကိုဆင်နွှဲရမှာဖြစ်တယ်အခုကျွန်တော်တို့တွေကအရာအရေးကြီးတာဒီတော်လှန်ရေးစစ်တီတာပထမဖြစ်တယ်ဒီတော်လှန်ရေးဒီအာဏာရှင်တွေကိုကျွန်တော်တို့မောင်းထုတ်နိုင်မှာကျမ်းမာရေးလည်းလုပ်နိုင်မယ်ပညာရေးလည်းလုပ်နိုင်မယ်အုပ်ချုပ်ရေးလည်းလုပ်နိုင်မယ်တချို့တွေကအခုကလေးနိုင်ငံရေးလုပ်နေကြတယ်ကျွန်တော်ကပြောအခုချိန်မှာနိုင်ငံရေးမရှိဘူးနိုင်ငံရေးကိုမခင်းကြနဲ့ပြည်ပမှာရှိတဲ့လူတွေလည်းနိုင်ငံရေးမခင်းနဲ့ပြည်တွင်းမှာရှိတဲ့လူတွေလည်းနိုင်ငံရေးမခင်းကြနဲ့အခုနိုင်ငံရေးပြတ်နေတယ်အဲ့ဒါကိုချင်းမျိုးသားတအူကနေဟိုး80ရဲ့ယနေ့အထိချင်းတမျိုးသားလုံးအတွက်ပြည်တွင်းပြည်ပမှာရှိတဲ့ချင်းနဲ့အားလုံးအတွက်အနာဂတ်အတွက်
แต่ EAO ဆိုတဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့တေချာလှုပ်ထားတဲ့နိုင်ငံရဲ့အခင်းကျင်းဆိုတာရှိပါတယ်အဲ့ဒါကြောင့်မို့အခုပြည်တွင်းမှာတော့ဒီနိုင်ငံရဲ့မခင်းတဲ့နဲ့ဒီကျွန်တော်တို့ရဲ့တော်လှန်ရေးကျွန်တော်တို့ရဲ့အခုတိုက်ပွဲအခုဆင်နွှဲတဲ့စစ်ကိုကျွန်တော်တို့အော်မီနာကိုပထမထားပြီးတော့အားလုံးကျွန်တော်တို့ချင်းလန်းတည်ဆောက်နိုင်ဖို့နဲ့လွတ်လပ်တဲ့ချင်းအမျိုးသားတွေဖြစ်နိုင်ဖို့ကဒီနေ့ဒီအချိန်ခါမှာအသက်ရှင်နေတဲ့ချင်းတစ်မျိုးသားလုံးရဲ့အရေးဖြစ်ပါတယ်ဒီနေ့ဒီအချိန်ခါမှာချင်းဆိုတဲ့လူမျိုးတွေကမပါလာဘူးဆိုရင်နောက်ပါလာဖို့ကကျွန်တော်တို့မှာအလိုမရှိပါဘူးဒီနေ့ဒီအချိန်ကအရန်အရေးကြီးနေတဲ့အချိန်ဖြစ်ပါတယ်ဒီနေ့ဒီအချိန်ကဒီချင်းအမျိုးသားတွေကိုကျွန်တော်တို့ချင်းနေရပဲလို့ရမှာဖြစ်တယ်ဘယ်နိုင်ငံမှလာလို့ပေးမှာမဟုတ်ဘယ်အိန္ဒိယမှာတရုတ်တို့အိန္ဒိယတို့အမေရိကတို့လာလို့ပေးမှာမဟုတ်ဂျပန်တို့လည်းလာမှာမဟုတ်ဘူးအားကြောင့်မို့ကိုယ့်အကိုအားလုံးနေမိတရားမှာ80ကျော်စိုးမိုးထားတဲ့ကျွန်တော်တို့ရဲ့ချင်းလင်းလေးအနာဂတ်ကိုကျွန်တော်တို့ခုတီဆောက်နေတာအခုလှုပ်ဆောင်နေတာဟာကျွန်တော်တို့ရဲ့1945လူလိုက်မရခင်ပြန်သွားနေတာကျွန်တော်တို့ကကျွန်တော်ကိုပိုင်အုပ်ချုပ်တယ်ကျွန်တော်တို့စော်ဘွားတွေနဲ့အုပ်ချုပ်တယ်ကျွန်တော်တို့တောင်ဆိုတဲ့ကျွန်တော်တို့တောင်အုပ်တွေအုပ်ချုပ်တဲ့စနစ်ပြန်သွားနေပြီအခုအမှန်ဆိုအခုကျွန်တော်တို့ဘိုးဘွားတွေရဲ့ချင်းကိုအုပ်ချုပ်နေတဲ့စနစ်ကိုအခုသွားနေတယ်ဗမာလူလိုက်မရခင်ပြန်သွားနေပြီအခုချိန်ကိုယ့်အကိုအုပ်ချုပ်နေတယ်ကိုယ့်အကိုတီဆောက်နေတယ်အားကြောင့်အရေးကြီးနေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီနိုင်ငံရေးအထူးဥစားမပေးပဲကျွန်တော်တို့ရဲ့ဒီအာနာစင်စနစ်ဖြုတ်ချရေးဟာအခုဆိုကြည်လိုက်ကျွန်တော်တို့ချင်းနေပဲမဟုတ်တော့ဘူးကျွန်တော်ဒီ CDF နဲ့ CNA ပဲမဟုတ်တော့ဘူးတိုင်းသားတွေပါလာတယ် PDF ဆိုတဲ့တွေဥတော်လာရင်ကနေ NUG နဲ့ PDF တွေအားလုံးတော်လာနေတယ်အရင်ကဆိုကျွန်တော်တို့နေဆက်တွေပဲတော်လာနေတာချင်းကိုနေရာကိုတော်လာနေကချင်လက်အတိုင်းရှမ်းလက်အတိုင်းကရင်လက်အတိုင်းဒီမြန်မာနိုင်ငံမြေပုံရဲ့ဒီနေဆက်လေးတွေပဲတော်လာအခုတော့မဟုတ်တော့နေပြည်တော်မှာချနေပြီရန်ကုန်မှာစော်နေပြီမန္တလေးမှာလည်းကျဲနေပြီပဲခူးမှာလည်းဒီတိုင်းပဲမကွေးမှာလည်းဒီစကိုင်းဆိုပြောစရာမရှိဘူးအဲကြောင့်ကျွန်တော်ပြောချင်တာဒီသူတို့အခေါ်ဝတိုင်းဆိုတဲ့သူတို့ရဲ့ပြီးတွင်းတဲ့နင်းကအခုပို့ပြီးတော့အကောင်းမယ်ပို့ပြီးစနစ်ကျတဲ့ဒီတိုက်ခိုက်ရေးတွေဝင်လာပြီအဲ့ဒီအခြေအနေမှာကျွန်တော်တို့ချင်းနေလဲစူစီနဲ့ဒီနေ့ဒီအချိန်ကဒီခါမှာကိုတက်ရကိုလှုပ်ဆောင်တဲ့နေရာဒေတာအတတီးတီးကနေအုံနောက်ရှိတဲ့လူတို့အုံနောက်နဲ့ပါဝင်ကြပါဥစ္စာပစ္စည်းရှိတဲ့လူဥစ္စာပစ္စည်းနဲ့ပါဝင်ကြပါငွေကြီးအဖြစ်ပါဝင်ကြပါကျွန်တော်တို့လက်နဲ့ကင်နေရတော့နေတိုင်းတိုက်ပွဲဝင်တိုက်ပွဲချနေမှာပဲအားကြောင့်ဒီနေ့ဒီအချိန်ခါမှာအရန်အရေးကြီးနေတဲ့မရှိဘူးခဲ့တဲ့ကျွန်တော်တို့ဘိုးဘွားခဲ့တဲ့စဉ်ဆက်နှစ်ပေါင်း90ကြာမဆုစီးခဲ့တဲ့မရှိခဲ့တဲ့အခွင့်အရေးနဲ့အခုရနေတဲ့တိုက်ပွဲရနေတဲ့တော်လှန်ရေးရနေတဲ့အခွင့်အရေးတမျိုးသားလုံးစုစည်းမှုကိုဘသူမဆိုချင်းဆိုတဲ့အမီနာမအောက်မှာပါဝင်ကြတဲ့ဘသူမဆိုကြာရကန်တာနဲ့ပြီးတော့တက်ကြွပါဝင်စင်နေကြပါလို့ကျွန်တော်ပြောကြရင်